and တခါလေကြာကျွန်တော်တို့ X-ray မှာဒီ osteophytes လေးတွေပေါ့နော် bone spar လို့ခေါ်တဲ့ chondric လေးတွေကိုကျွန်တော်တို့ရှင်းရှင်းလေးလေးမမြင်ရပေမဲ့ဒီ manual test နဲ့ကျွန်တော်တို့ confirm လုပ်ရတယ်ပေါ့နော်ဒီ cervical spondylosis လို့ခေါ်တဲ့လေပင်ကြီးပေါင်းရှိသလားဆိုတာအဲ့တော့ညာဘက်ကိုစောင်းလိုက်ပါညာဘက်ကိုခေါင်းလေးကိုစောင်းလိုက်ဟုတ်ပြီစောင်းပြီးအနောက်ကိုလှန်လိုက်အနောက်ကိုလှန်ချအဲ့မှာအတန်ကြားလားအဲ့မှာအတန်လေးတစ်ချက်ကြားရတယ်ဟုတ်ပြီသူ့ original နေရာကိုပြန်ထားလိုက်ပါဘယ်ဘက်ကိုစောင်းကြည့်ပါဘယ်ဘက်ကိုစောင်းလိုက်ခေါင်းလေးကိုစောင်းပြီးအနောက်ကိုလှန်ချလိုက်ပါအဲ့မှာအတန်ကြားလားဒီဘက်ကတိတ်ပြီးတော့အတန်မကြားရဘူးလေနော်ညာဘက်ကပိုကျဲတယ်ကဲအဲ့တော့ confirm ဖြစ်အောင်လို့ကျွန်တော်ညာဘက်ကိုပြန်စောင်းကြည့်ညာဘက်ကိုစောင်းလိုက်ခေါင်းလေးစောင်းပြီးအနောက်ကိုနည်းနည်းလေးလှန်ချလိုက်အဲ့မှာအတန်ကြားလားကလစ်ဆိုတဲ့အတန်လေး okay ဟုတ်ပြီတစ်ခါပြန်စောင်းကြည့်ပါစောင်းပြီးအနောက်ကတစ်ခါပြန်လှန်လိုက်အဲ့မှာညှိနေတဲ့အတန်လေးကြားလား okay အဲ့တော့တစ်ခါလေးကြားအတန်လေးကကြားတယ်တစ်ခါလေးကြားလွတ်သွားတယ်အဲ့တော့ဘယ်ဘက်ကိုတစ်ခါပြန်စောင်းကြည့်ပါဦးဘယ်ဘက်ကိုစောင်းပြီးအနောက်ကိုလှန်ချအနောက်ကိုလှန်ချအဲ့မှာအတန်ကြားလားမကြားရအောင်နော် okay အဲ့လိုလှန်လိုက်တဲ့အခါမှာကျွန်တော်လက်ထိတ်လေးကျင်တာရှိလားကျင်တော့မရှိဆိုတော့ radiculopathy sign လို့ခေါ်တဲ့အောင်ကျော်ဖြစ်တဲ့လက္ခဏာလေးတော့မရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်အယိုးမှာညှိနေတဲ့အတန်လေးတွေတော့နည်းနည်းရှိတယ်အဲ့ကျွန်တော်ဒီမှာသုံးတက်တာကတော့ဒါ cervical spondylosis ကတိတ်ဆိုးဆိုးဝါးဝါးမဖြစ်သေးဘူးတကယ်ဆိုးဆိုးဝါးဖြစ်တဲ့လူတွေကအဲ့လိုစောင်းပြီးနောက်ကိုလှန်လိုက်ရင်သူအတန်ကြိတ်တဲ့အတန်လေးကြားရတယ်နော်ဒါတော့တိတ်ဆိုးဆိုးဝါးမဖြစ်ဘူးဆိုတော့ဒါတိတ်မပြင်းထန်ပါဘူးနော်